မင်္ဂလာပါရှင်ဝေခဏတတုတ်ကိုပူဇော်ပါမယ်ရှင်ဆုံးမတဲ့အတိုင်းကျင့်သူခဏလေးနဲ့နိဗ္ဗာန်ရတရားတော်မြတ်စွာဘုရားသည်ဝေခဏတယတိအနည်းတွင်ရှိသောကိစ္ဆာနာအားကိစ္ဆာနာကာမဂုဏ်တို့သည်၅ပါးရှိသည်အစင်အတန်အနံအရသာအတွေ့အထိတို့ဖြစ်ကြသည်ကိစ္ဆာနာဤကာမဂုဏ်၅ပါးတို့ကိုသုံးဆောင်ခံစား၍ဖြစ်ပေါ်လာသည့်ချမ်းသာမှုဝမ်းမြောက်မှုကိုကာမချမ်းသာဟု၍ခေါ်သည်ကာမချမ်းသာသည်ကာမဂုဏ်တို့ထက်မြတ်သည်ကာမဂုဏ်တို့မှလွတ်မြောက်သောချမ်းသာကိုကာမက်ကဒုက္ခဟုခေါ်သည်ကာမက်ကဒုက္ခဟုခေါ်သောနိဗ္ဗာန်ချမ်းသာသည်ကာမချမ်းသာတဲ့မြတ်သည်ဟုမိန့်တော်မူသည်သင်သည်ကာမတို့ကို၎င်းကာမချမ်းသာကို၎င်းကာမက်ကဒုက္ခနိဗ္ဗာန်ချမ်းသာကို၎င်းသိရန်ခက်ခဲသည်ယဟန္တာတို့သည်ကာမတို့ကိုကာမချမ်းသာကိုကာမက်ကဒုက္ခနိဗ္ဗာန်ချမ်းသာကိုခွဲခြား၍သိကြသည်ဟုမိန့်တော်မူသည်ကိစ္ဆာနာဟမဆောင်တတ်သောဖြောင့်မတ်သောသဘောရှိသည့်သူအားငါတရားဟောမည်ငါဆုံးမသည့်အတိုင်းကြည်ကြံသူသည်မကြာမီနိဗ္ဗာန်ကိုကိုယ်တိုင်သိလိမ့်မည်ကိုယ်တိုင်မြင်လိမ့်မည်ကိုယ်တိုင်ရောက်လိမ့်မည်ဟုမိန့်တော်မူသည်